တကယ်များလုံးမင်္ဂလာပါအခုကျွန်တော်ကနေပြီးတော့မှမိတ်ဆွေတို့ကို Telegram အကောင့်ဖွင့်နည်းကိုကျွန်တော်အသေးသေးလာပြီးတော့မှမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Telegram အကောင့်ကိုဘယ်နေရာမှာတွားပြီးတော့မှအရင်ဆုံးထောင်းရမလဲဆိုတော့ပေါ့နော်ကျွန်တော် Play Store ထဲကိုတောင်းမှာဖြစ်ပါတယ်ဒီမှာပေါ့နော် Play Store တချို့ဖုန်းတွေကြတော့ Play Store မရှိဘူးဆိုရင်ကျွန်တော်တို့ဒါ WeMap တို့เนาะကျွန်တော်တို့ဒီအဲ့လို software တွေရှိမယ်ဒီမှာကျွန်တော်တို့ဒီ Chrome မှာလည်းတွားတောင်းလို့ရတယ် Google မှာလည်းတွားတောင်းလို့ရတယ်เนาะကျွန်တော်တို့ Play Store မှာပဲတွားတောင်းမှာဖြစ်ပါတယ်ပေါ့နော်โอเคဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာအပေါ်မှာဒီ man blue လေးရှိလိမ့်မယ်ပေါ့နော်ဒီ man blue လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဆိုရင်ဒီမှာကျွန်တော် Telegram နာမည်လေးရိုက်ရှာလိုက်မယ် T E E G ဒီမှာအပေါ်ဆုံးမှာကျွန်တော် Telegram ဆိုတဲ့စာလေးကျလာတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်ကဒီ Telegram software ဆွဲထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့နော်သူက open ပေါ်နေတာပေါ့နော်တကယ်လို့မပေါ် open ကျွန်တော်မထောင်းနေဘူးဆိုရင်ကျွန်တော်ဒီလိုပုံစံလေးပေါ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒါနာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အပြင်မှာထွက်ပြီးတော့မှဓာတ်ရိုက်ပဲ software တွေကိုဝင်လိုက်မယ်ပေါ့နော် okay ဒီမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဝင်လိုက်ပြီးဝင်ပြီးတော့ဆိုရင်ကျွန်တော်ဒီလိုမျက်နှာပြင်လေးပေါ်လာမှာဖြစ်ပါတယ်အဲ့တော့အောက်ကအပြာတန်းလေးကိုကျွန်တော်စနိတ်သွားရုံပါပဲနော်ဒီနေရာမှာဆိုရင်ကိုကလက်ရှိနောက်ဘယ်နိုင်ငံမှာနေလဲပေါ့ကျွန်တော်ကတော့ထိုင်းနိုင်ငံမှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က66ဆိုတဲ့ကုတ်နှလုံးထည့်လိုက်မယ်အကယ်လို့ကိုကမြန်မာနိုင်ငံမှာနေတယ်ဆိုရင်ကျွန်တော်တို့95ပေါ့နော်95ထည့်လိုက်ပြီဆိုရင်ဒီမှာမြန်မာဆိုပေါ်လာတယ်ပေါ့နော်ကျွန်တော်လက်ရှိထိုင်းနိုင်ငံမှာနေတဲ့အတွက်ကြောင့်မလို့66ထည့်တယ်တကယ်လို့ကိုနေတဲ့နိုင်ငံကုတ်မတိဘူးဆိုရင်အပေါ်မှာထိုင်းလန်ဆိုတဲ့နေရာမှာနေနော်အဲ့ဒီနေရာမှာကျွန်တော်နှိပ်ပြီးတော့မှကိုနေတဲ့နိုင်ငံကိုရွေးရှာလို့ရပါတယ်နော်နိုင်ငံမထည့်ရင်ကျွန်တော်တို့ကုတ်မကြပါဘူးနော်အကယ်လို့ကိုနိုင်ငံထဲမှာလက်ရှိကိုတုံးနေတဲ့ဖုန်းနံပါတ်ကိုရဲ့ဖုန်းထဲမှာရှိမှကုတ်ကြမှာဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာဖုန်းနံပါတ်ထည့်ပေးရမှာဖြစ်ပါတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပြီးတော့ပြီဆိုရင်เนาะကျွန်တော်တို့ဒီမြားလေးနှိပ်သွားမယ်ပြီးရင်ကျွန်တော်တို့ပေါ်မှာရှိတဲ့ yes ဆိုတာလေးကိုနှိပ်သွားမယ်ဒီမှာသူက OTP ကုတ်တူချပြီးမှဖြစ်ပါတယ်ကိုရဲ့ဖုန်းထဲမှာဒီဖုန်းနံပါတ်ကလက်ရှိကိုတုံးနေတယ်ဆိုရင်ကိုရဲ့ဖုန်းထဲမှာတူချပြီးမှဖြစ်ပါတယ်ဗောနော်โอเคဒီမှာ OTP ကုတ်ကြားလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ကဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီပေါ့နော်အကောက်ကို auto ပွင့်သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါအကောက်ကတော့ auto ပွင့်ထားတာဖြစ်ပါတယ်ကျွန်တော်ဒါလွယ်ကူပါတယ်သူကကြတော့ဖုန်းနံပါတ်လေးထည့်လိုက်ပြီဆိုတာနဲ့သူကဖုန်းနံပါတ်ထည့်ပြီးတဲ့နောက်ပိုင်းမှာသူက OTP ကုတ်ကြားလာမယ်ကြားပြီးသွားပြီဆိုရင်သူကနာမည်လေးသူကပေါ်လာမှာပေါ့နော် name ဆိုပြီးတော့သူကပေါ်လာမယ်အဲ့ဒီနာမည်လေးထည့်ပြီးသွားပြီဆိုရင်သူကတော့ဒါ Telegram အကောက်ကတော့ပွင့်သွားပါပြီပေါ့နော်ဒါအရန်လွယ်ကူတယ် Telegram ဖြစ်ပါတယ် Telegram ထဲမှာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ group ဖွဲ့ပြီးတော့မှဒါကျွန်တော်တို့အလုပ်လုပ်လို့ရတယ် group ဖွဲ့ပြီးတော့တငယ်ချင်းတွေစကားပြောလို့မိတ်ဖွဲ့လို့ရတယ်စကားပြောလို့ရတိုင်ပင်ဆွေးနွေးလို့ရဒီလိုလုပ်လို့ရပြီးတော့ဆိုရင်ကျွန်တော်တို့ Telegram မှာဆိုရင်ကျွန်တော်တို့အရန်ကောင်းတာပေါ့နော်အရန်ကောင်းတာကြတော့စက်ကားတွေဇလန်တွဲတွေကျွန်တော်ကြည့်လို့ရတယ် Telegram မှာအရန်ကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော် Telegram အကောက်ကိုပေါ့နော်ဒါ8တင်နဲ့3တင်တယ်လို့ကျွန်တော်ကနေပြီးတော့မှပြောချင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ Telegram အကောက်လေးဖွင့်လာတော့ဒီမှာပဲပြီးဆုံးပါပြီအားလုံးနားလည်မယ်လို့ယုံကြည်ပါတယ်เนาะโอเคပါအားလုံးဒီလောက်မင်္ဂလာပါဒီလောက်ပါပဲခင်ဗျာ